မြန်မာနိုင်ငံကိုကြားခံပြီးဘင်္ဂလားဒေ့ရှ်နဲ့တရုတ်နိုင်ငံကိုချိတ်ဆက်မဲ့ဘင်္ဂလားဒေ့ရှ်တရုတ်မြန်မာစီးပွားရေးစင်ကြံ BCMEC ဖော်ဆောင်ဖို့တရုတ်နိုင်ငံကအဆိုပြုခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရုံးကပြောပါတယ်။ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်မစ္စတာတာရစ်ဂရာမန်နဲ့တရုတ်သမ္မတမစ္စတာရှီကျင့်ဖျင်တို့ရဲ့2026ခုနှစ်ဇွန်လ26ရက်ကတွေ့ဆုံမှုအတွင်းဒီကိစ္စကိုဆွေးနွေးခဲ့တာဖြစ်ပါတယ်။ BCMEC ဟာမြန်မာနိုင်ငံမှာရှိနှင့်ပြီးသားဖြစ်တဲ့တရုတ်မြန်မာစီးပွားရေးစင်ကြံ CMEC နဲ့ချိတ်ဆက်မှာပါ။ဒါပေမဲ့ဦးမင်းအောင်လှိုင်ရဲ့2026ခုနှစ်ဇွန်လတရုတ်နိုင်ငံခရီးစဉ်မှာ BCMEC အကြောင်းဆွေးနွေးခဲ့ခြင်းမရှိတာထူးခြားပါတယ်။တစ်ဖက်မှာလည်းကူမင်းကာလာကတာနဲ့ဒါကာမြို့တွေကိုချိတ်ဆက်မဲ့အစီအမံတစ်ခုကတရုတ်နိုင်ငံမှာရှိပြီးသားဖြစ်ပါတယ်။တရုတ်ရဲ့ရပ်ဝန်းလမ်းကြောင်းအစီအမံ BRI အောက်ကဖော်ဆောင်မဲ့ဘင်္ဂလားဒေ့ရှ်တရုတ်အိန္ဒိယမြန်မာစီးပွားရေးစင်ကြံ BCIMEC ဖြစ်ပါတယ်။အဲ့ဒီအစီအမံဟာအချုပ်အခြာအာဏာကိုထိခိုက်တယ်ဆိုပြီးအိန္ဒိယဘက်ကတွန့်ဆုတ်နေပါတယ်။ဒါကြောင့်ပဲအိန္ဒိယမှာပါပဲတရုတ်မြန်မာဘင်္ဂလားဒေ့ရှ်သုံးနိုင်ငံတည်းနဲ့လုပ်မဲ့ BCMEC ဟာတရုတ်နိုင်ငံရဲ့အစားထိုးစဉ်းစားချက်တစ်ခုဖြစ်နိုင်ပါတယ်။တပြိုင်တည်းမှာပဲ BCIMEC နဲ့ဆက်ဆက်နေတဲ့လီဒိုလမ်းမကြီးတစ်လျှောက်ဖော်ဆောင်မဲ့ကံပိုက်တီမြစ်ကြီးနားပန်ဆောင်အဝေးပြေးလမ်းစီမံကိန်းကိုဦးမင်းအောင်လှိုင်ရဲ့2025ခုနှစ်ဩဂုတ်လတရုတ်နိုင်ငံခရီးစဉ်မှာနားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ပါတယ်။ဒီစီမံကိန်းအပေါ်အိန္ဒိယနိုင်ငံရဲ့သဘောထားကိုမသိရသေးပါဘူး။စင်ကြံနှစ်ခုလုံးအတွက်အရေးပါတဲ့စီမံကိန်းနေရာတွေကိုကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့အာရခတပ်တော် AA တို့ကထိန်းချုပ်ထားတာကြောင့်လက်တွေ့ဖော်ဆောင်မှုစိန်ခေါ်မှုတွေရှိနေဆဲဖြစ်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံမှာ BCMEC နဲ့ပတ်သက်တဲ့ယင်းနှိမ့်မြုပ်နှံမှုတွေကိုမြင်တွေ့ရဖို့ခက်ခဲနိုင်ပါသေးတယ်။